အားလုံးပဲမင်္ဂလာပါရှင်အိမ်မက်ထဲမှာသွားတွေကျိုးသွားတာဒါမှမဟုတ်ကျွတ်ထွက်သွားတာမျိုးမက်ပြီးလက်နိုးလာတဲ့အခါစိတ်ထဲမှာတခုခုဖြစ်တော့မလားဆိုပြီးစိုးရိမ်နေမိပါသလားရှေးလူကြီးတွေကတော့ဒါကိုနမိတ်မကောင်းဘူးလို့ယူဆတတ်ကြပေမဲ့အညံ့တွေပြေးပြောက်သွားအောင်လှုပ်ဆောင်လို့ရတဲ့ရတာနီးလန်းကောင်းတစ်ခုကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဗေဒင်ကျမ်းဂန်တွေအရသွားကြိုးတဲ့အိမ်မက်ဟာကိုယ့်ရဲ့ရင်းနှီးရသူတွေဒါမှမဟုတ်မိသားစုဝင်တွေထဲမှာကျမ်းမာရေးနှဲငယ်ချို့ယွင်းတတ်တာမျိုးကိုသတိပေးတဲ့ရှေ့ပြေးနိမိတ်ဖြစ်ပါတယ်။အပေါ်သွားကြိုးရင်လူကြီးပိုင်းတွေနဲ့သက်ဆိုင်ပြီးအောက်သွားကြိုးရင်တော့ကိုယ်ထက်ငယ်သူတွေနဲ့သက်ဆိုင်တတ်ပါတယ်ဒါပေမဲ့မစိုးရိမ်ပါနဲ့အဓိကအိမ်မက်ဆိုးကိုအကောင်းဖြစ်အောင်ပြောင်းလဲပစ်ဖို့ပါပဲ။ရတရားချေဖို့အတွက်မနှက်လင်းတာနဲ့ဘသူ့ကိုမှစကားမပြောသေးခင်အိယာကထပြီးရေတစ်ခွက်အရင်ခတ်ပါပြီးရင်အဲ့ဒီရေကိုကြည့်ပြီးမိမိမက်ခဲ့တဲ့အိမ်မက်ကိုအစအဆုံးပြန်ပြောပြပါပြီးတဲ့အခါမကောင်းတဲ့အိမ်မက်တွေအညံ့အဆိုးတွေအားလုံးဒီရေနဲ့အတူမျောပါသွားပါစေလို့ဆုတောင်းပြီးအဲ့ဒီရေကိုမြေကြီးပေါ်သို့မဟုတ်ရေမြောင်းထဲမှာတွန်ချပစ်လိုက်ပါဒါဟာကိုယ့်စီကအညံ့တွေကိုရေနဲ့အတူစွန့်ထုတ်ပစ်လိုက်တာပဲဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်ပြီးရင်တော့စိတ်ထဲမှာလန်းဆန်းသွားမှာဖြစ်တယ်လို့ဖះမှာတောက်တော်ရီကတ်လူတာမျိုးနဲ့လဲကုသိုလ်ယူနိုင်ပါသေးတယ်တင်ရောအိမ်မက်ထဲမှာသွားကြိုးဖူးပါသလားကိုကြုံခဲ့ရတာလေးတွေကိုကိုမတ်မှာပြောပြပေးသွားပါဦးရှင်အခုလိုအိမ်မက်အဓိပ္ပာယ်တွေကိုအမြဲသိကျင်နေဆိုရင်တော့ရွှေရောင်ကန်ကြမာကိုဖော်လို့လှုပ်ထားဖို့မမေ့ပါနဲ့အောင်ရှင်